ရှင်ပြုခြင်းဆိုတာဘုရားဘာသာဝင်သူတော်စင်တို့အတွက်အမွန်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားသာသနာပွင့်ပေါ်လာတဲ့အချိန်မှာရှင်ပြုမှုဟာတကယ်ကိုရိုးရိုးလေးပဲလှုပ်ချတာဖြစ်တယ်ပေါ့ဒါတော့ရဟုတ်လားမြတ်စွာဘုရားသာသနာဝင်ရောက်လာတဲ့အချိန်တုန်းကဆိုလို့ရှိရင်အမွေတောင်းဖို့ဆိုပြီးကြောင်းလိုက်သွားတာကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကရဟုတ်လားလို့ကျင်တဲ့အမွေကရွှေငွေရတနာယာတုဂုံသိမ်းစီစဉ်ဥစ္စာတွေဖြစ်တယ်အဲ့ဒီယာတုဂုံသိမ်းစီစဉ်ဥစ္စာရွှေငွေရတနာတွေကိုအကြောင်းပြုလာလို့ရှိရင်ပူလောင်မှုတွေဟာရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအမွေဟာပူလောင်မှုနဲ့စိတ်ဆင်းရဲမှုတွေကိုဖြစ်ပေါ်စေတဲ့အမွေဖြစ်တယ်နှလုံးသားအေးငြိမ်ပြီးတော့ထာဝရချမ်းသာမှုကိုပေးနိုင်တဲ့အမွေမျိုးကတော့ဓမ္မအမွေပဲဖြစ်တယ်ဓမ္မအမွေဆိုဒီမှာမြတ်စွာဘုရားဟောပြတဲ့သီလသမာဓိပညာဆိုတဲ့လူတွေမှာရှိတဲ့ရှိရမယ့်အရေးချင်း၃ရပ်အဲ့ဒီအရေးချင်း၃ရပ်ကိုယ့်ရင်နဲ့နှလုံးထဲမှာရောက်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဓမ္မအမွေနှစ်တည်းရလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်အဲ့ဒီစိတ်နှလုံးအေးချမ်းမှုအမွေကသာလဲအကောင်းဆုံးဖြစ်တယ်ဆိုပြီးအကောင်းဆုံးအမွေကိုညွှန်ပြတဲ့အနေနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုမြတ်စွာဘုရားကမိန့်လိုက်တယ်သာရိပုတ္တရာရှာဟုလာကအမွေလိုချင်နေတယ်ဒါကြောင့်ရှာဟုလာကိုရှင်ပြုပေးလိုက်ပါလို့ဒါကလောကလူသားတွေအတွက်ကတော့နားလည်နိုင်စရာမရှိဘူးရှာဟုလာမင်းသားလေးကလိုချင်တာကခမည်းတော်ပိုင်ဆိုင်တဲ့ရွှေငွေပစ္စည်းဥစ္စာပဏ္ဏယရနာယာတုဂုံသိမ်းတွေပဲဖြစ်တယ်သို့တော့သူရလိုက်တာကရှင်ဘဝဆိုတာအလုံးလက်လွတ်လိုက်တာဘာမှမရှိတော့ဘူးစားစရာဆိုလဲအဆင့်လည်းမရှိဘူးဝတ်စရာဆိုတာလဲအဝတ်တစ်ထည်ကိုယ်တစ်ခုပဲရှိတယ်နေစရာအကြောင်းဆိုတာလည်းပဲမေရရကောင်းကောင်းကန်ကန်ရှိမှာမဟုတ်ဘူးအဲ့ဒါလို့အခြေအနေတစ်ခုဟာလူဘဝမှာလွတ်လပ်တော်လဲပဲစိတ်ပူစရာတွေဖြစ်တယ်ပေါ့တာမန်လူတွေအနေနဲ့